တရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကမ္ဘာသူကမ္ဘာတန်တတဝအမြတ်တို့တွေကျန်စီတိုင်းပေါက်ဆောင်တိုင်းမြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအလုံးအကိုင်အယောင်အဝယ်ကိစ္စများကြိုးစားသလောက်အောင်မြင်မှုရရှိကြပါစေခြင်းအကျိုးငါ၎င်းငွေကြေးအခက်အခဲအကျက်အတဲများမှလွတ်မြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအကျွေကင်းကြပါစေခြင်းအကျိုးငါ၎င်းစီးပွားဥစ္စာများတနေ့တခြားတိုးပွားများပြကြပါစေခြင်းအကျိုးငါ၎င်းရှင်သန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထားကဖြင့်သမကြီးလေးလုံးဂါထာခောသဒ္ဒဘာဝဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူမေတောပလတရောဝရတောတိတုမိဝရံနောက်တခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမိဝရံတတိယတစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမိဝရံသမန္တပညာနှပြသောသက္ခုနှင့်ပြည့်စုံတော်မူပေသောစရဏ15ပါးကိုအမြဲမပြတ်လေ့ကျင့်အပ်ပြီးသောတရားအလုံးကိုသိကြုံသိမြင်တော်မူပြီးသောတရားပိုင်ရှင်ဖြစ်တော်မူပေသောဗဉာဏ်တော်အင်အား7ပါးနှင့်ပြည့်စုံတော်မူသောကိုယ်တော်အင်အား7ပါးကိုလည်းဆောင်တော်မူသောဝမြင့်မြတ်တမှုနိဗ္ဗာန်စုကိုလည်းပေးတော်မူတတ်သောမြတ်စွာဘုရားရှင်သည်ဖယားတပည့်တော်အားမြတ်သောစုကိုလင်းစွာမနေပေးသနာတော်မူပါဖယားဤသမကြီးလေးလုံးဂါထာစရဘဝဂါထာတော်ကိုနာယူကြည်ညိုရွတ်ပတ်ပူဇော်ကြသဖြင့်ဘဝမှာတွေ့ကြုံနေကြကုန်သောအခက်အခဲအကျက်အတဲများမှလွတ်မြောက်နိုင်ကြကုန်သည်ဖြစ်၍စီးပွားဥစ္စာများတိုးတက်ကြီးပွားနိုင်ကြပါစေတရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကမ္ဘာသူကမ္ဘာတန်တတဝအမြတ်တို့တွေကျန်စီတိုင်းပေါက်ဆောင်တိုင်းမြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအလုံးအကိုင်အယောင်အဝယ်ကိစ္စများကြိုးစားသလောက်အောင်မြင်မှုရရှိကြပါစေခြင်းအကျိုးငါ၎င်းငွေကြေးအခက်အခဲအကျက်အတဲများမှလွတ်မြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအကျွေကင်းကြပါစေခြင်းအကျိုးငါ၎င်းစီးပွားဥစ္စာများတနေ့တခြားတိုးပွားများပြကြပါစေခြင်းအကျိုးငါ၎င်းရှင်သန်တမှုအာယုံပြုလို့
မေတ္တာကရုဏာရှိထားကဖြင့်သမကြီးလေးလုံးဂါထာခေါ်သာဒဘာဝဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူမေတောပလတရောဝရတောတိတုမေဝရံနောက်တခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမေဝရံတတိယတစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမေဝရံသမန္တပညာနှပြသောသက္ခုနှင့်ပြည့်စုံတော်မူပေသောသရဏ15ပါးကိုအမြဲမပြတ်လေ့ကျင့်အပ်ပြီးသောဓတရားအလုံးကိုသိမ့်ကြုံသိမြင်တော်မူပြီးသောတရားပိုင်ရှင်ဖြစ်တော်မူပေသောဗညာတော်အင်အား7ပါးနှင့်ပြည့်စုံတော်မူသောကိုယ်တော်အင်အား7ပါးကိုလည်းဆောင်တော်မူသောဝမြင့်မြတ်တမှုနိဗ္ဗာန်စုကိုလည်းပေးတော်မူတတ်သောမြတ်စွာဘုရားရှင်သည်ဖယားတပည့်တော်အားမြတ်သောစုကိုလင်းစွာမနေပေးသနာတော်မူပါဖယားဤသမကြီးလေးလုံးဂါထာစာရဘဝဂါထာတော်ကိုနာယူကြည်ညိုရွတ်ပတ်ပူဇော်ကြသဖြင့်ဘဝမှာတွေ့ကြုံနေကြကုန်သောအခက်အခဲအကြအတဲများမှလွတ်မြောက်နိုင်ကြကုန်သည်ဖြစ်၍စီးပွားဥစ္စာများတိုးတက်ကြီးပွားနိုင်ကြပါစေတရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတံတတ္တဝါအများတို့တွေကျန်စီတိုင်းပေါက်ဆောင်တိုင်းမြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအလုံးအကိုင်အယောင်အဝယ်ကိစ္စများကြိုးစားသလောက်အောင်မြင်မှုရရှိကြပါစေခြင်းအကျိုးငါ၎င်းငွေကြေးအခက်အခဲအကြအတဲများမှလွတ်မြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအကျွေကင်းကြပါစေခြင်းအကျိုးငါ၎င်းစီးပွားဥစ္စာများတနေ့တခြားတိုးပွားများပြားကြပါစေခြင်းအကျိုးငါ၎င်းရှင်တန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထားကဖြင့်သမကြီးလေးလုံးဂါထာခေါ်သာဒဘာဝဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူမေတောပလတရောဝရတောတိတုမေဝရံနောက်တခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမေဝရံ
တတိယတစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ပတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မိညုဓမ္မတာမိကောဘလူပိတောပလတရောဝရတောတိတုမေဝရံသမန္တပညာနှပြသောသက္ခုနှင့်ပြည့်စုံတော်မူပေသောစရဏ15ပါးကိုအမြဲမပြတ်လေ့ကျင့်အပ်ပြီးသောဓတရားအလုံးကိုသိမ့်ကြုံသိမြင်တော်မူပြီးသောတရားပိုင်ရှင်ဖြစ်တော်မူပေသောဗဉ္ဉံတော်အင်အား10ပါးနှင့်ပြည့်စုံတော်မူသောကိုယ်တော်အင်အား10ပါးကိုလည်းဆောင်တော်မူသောဝမြင့်မြတ်တမှုနိဗ္ဗာန်စုကိုလည်းပေးတော်မူတတ်သောမြတ်စွာဘုရားရှင်သည်ဖယားတပည့်တော်အားမြတ်သောစုကိုလင်းစွာမနေပေးသနာတော်မူပါဖယားဤသမကြီးလေးလုံးကထာစရဘဝကထာတော်ကိုနာယူကြည်ညိုရွတ်ပတ်ပူဇော်ကြသဖြင့်ဘဝမှာတွေ့ကြုံနေကြကုန်သောအခက်အခဲအကြအတဲများမှလွတ်မြောက်နိုင်ကြကုန်သည်ဖြစ်၍စီးပွားဥစ္စာများတိုးတက်ကြီးပွားနိုင်ကြပါစေတရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတ္တဝါအမြတ်တို့တွေကျန်စီတိုင်းပေါက်ဆောင်တိုင်းမြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအလုံးအကိုင်အယောင်အဝယ်ကိစ္စများကြိုးစားသလောက်အောင်မြင်မှုရရှိကြပါစေခြင်းအကျိုးငါ၎င်းငွေကြေးအခက်အခဲအကျက်အတဲများမှလွတ်မြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအကျွေကင်းကြပါစေခြင်းအကျိုးငါ၎င်းစီးပွားဥစ္စာများတနေ့တခြားတိုးပွားများပြားကြပါစေခြင်းအကျိုးငါ၎င်းရှင်သန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထားကဖြင့်သမကြီးလေးလုံးဂါထာခောသဒ္ဒဘဝဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်သက္ခုမစရမစိန်နောဓမ္မိညုဓမ္မတာမိကောဘလူပိတောပလတရောဝရတောတိတုမေဝရံနောက်တစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ပတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မိညုဓမ္မတာမိကောဘလူပိတောပလတရောဝရတောတိတုမေဝရံတတိယတစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ပတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မိညုဓမ္မတာမိကောဘလူပိတောပလတရောဝရတောတိတုမေဝရံသမန္တပညာနှပြသောသက္ခုနှင့်ပြည့်စုံတော်မူပေသောစရဏ15ပါးကိုအမြဲမပြတ်လေ့ကျင့်အပ်ပြီးသောတရားအလုံးကိုသိမ့်ကြုံသိမြင်တော်မူပြီးသောတရားပိုင်ရှင်ဖြစ်တော်မူပေသောဗဉ္ဉံတော်အင်အား10ပါးနှင့်ပြည့်စုံတော်မူသောကိုယ်တော်အင်အား10ပါးကိုလည်းဆောင်တော်မူသော
ဝမြင့်မြတ်တမှုနိဗ္ဗာန်စုကိုလည်းပေးတော်မူတတ်သောမြတ်စွာဘုရားရှင်သည်ဖရာတပည့်တော်အားမြတ်သောစုကိုလင်းစွာမနေပေးသနာတော်မူပါဖရာဤသမကြီးလေးလုံးကထာစာရဘဝကထာတော်ကိုနာယူကြည်ညိုရွတ်ပတ်ပူဇော်ကြသဖြင့်ဘဝမှာတွေ့ကြုံနေကြကုန်သောအခက်အခဲအကျက်အတဲများမှလွတ်မြောက်နိုင်ကြ